အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကတော့ကျွန်တော်တတိယနေ့ပေါ့နော်ဒီလောကိစ္စနဲ့လေးကိုပြတာတော့အရင်ကသူ့သာနာပြေးတာသူ့ကတတိယနေ့ဖြစ်ပါတယ်မနေ့ကတော့ဒီနေ့ရောက်ပါပြီမနေ့ဆုံးချက်အချိန်တွေတော့နေပြီးတော့မသိပေမဲ့လက်ခံတော့ကျန်တာဖြစ်ပါတယ်ကဲဒီနေ့မှာကျွန်တော်တို့တန်ခါပါးကြီးကတော့950ရှိပါတယ်ပုံမှန်တော့ရှိပါတယ်အဲ့ဒီတော့ကျွန်တော်စဉ်းစားရင်းနေရဒီကတော့ယူရီးယားငါဖယ်လုံးပေါ့နော်ကြာပါယူရီးယားငါဖယ်လုံးမှာယူရီးယားငါဖယ်လုံးကဒါ30တာကအလုံးလောက်ကျွန်တော်အခုမရသေးဘူးရှိဖြစ်နေပါတယ်ဒါပို့ပါနော်စိတ်ဝါနေပြီးတော့ကျွန်တော်တို့7နာရီခွဲဝန်းကျင်လောက်မှာပို့မှာဖြစ်ပါတယ်ကြော်လာနဲ့ဆို9နာရီကျော်သွားမှာဆိုတော့ live ပြန်နောက်တောင်းမှာဆိုတော့ကျွန်တော်ဒီဟာလေးကိုတော့ကျွန်တော်ခရမ်းကြီးလေးနဲ့ချက်ပါနော်ချက်ပါပါနော်ဒါတော့လူရှင်များတွေ့မြင်အောင်ဒါကကျွန်တော်ကြားကြဖြစ်ပါတယ်ပြီးသွားတော့ဒါခရမ်းကြီးနဲ့ဟိုငဖယ်ဟင်းချက်တို့မျိုးပဲဒါလေးကိုကျွန်တော်ငဖယ်စားပါတော့ဒီဟာကိုပုံပြီးတော့ချက်တော့ဖြစ်ပါလားခင်ဗျာ19ရက်အားလုံးပဲမင်္ဂလာပါရှင်ဒီဟာလေးတက်ပါနော်ဒီရောတော့ဒါထဲမှာပါမှာတော့မဟုတ်လိုက်ပါဘူးဘာလို့ဆိုတော့ခဏနေ8ခွဲကြော်လောက်မှဒီဒါတဲ့အောင်ရောက်မှာမဟုတ်လို့ပါဒီနေ့ကကျွန်တော်ဒါကပစ္စည်းကြလို့ပါတိုင်းပါလေပါနေတာတကယ်ကြုံမှာတော့ကဲဒီတော့ဒါကတော့မပီတောင်းဖြစ်ပါတယ်ဒီမှာကျွန်တော်တို့မပီတောင်းမဟုတ်မျိုးကြီးစားခဲ့ပါခင်ဗျာရုပ်သီးစိမ့်ပြုတ်ထားတာလေးထည့်တာပေါ့နော်ကြိတ်ထားတယ်ပြုတ်ထားတယ်ဘိုင်းမနာအောင်လို့နော်ပြုတ်ထားတယ်ပြီးတော့ဒါဖြစ်ပါတယ်ကြည့်လာပြီဒါတော့ဒီအားတွေကတော့ကြောင့်ဒီမိသားစုပါတယ်စွန်ကြောင့်အကောင်လေးတွေထည့်တာပါနော်သားကောင်သားချက်အကောင်လေးတွေထားပါတယ်ဒီရဲ့တက်တော့ပြရပါတယ်အားရတော့နော်အကြီးသီးကိုနှစ်တိုက်ထားတာပါရှင်တော့ကိုတော့ဒီလေးသုံးပါတယ်နော်ကဲအဲ့တော့အဝေးတော့နော်အေးနေတာကဲဒီမိုဒီအေးနေတာပဲနောက်ပြောနော်နောက်ပါလိမ့်မယ်ကဲဒီရင်တော့ဒါကတော့ဒီဒီမို့ထုတ်ခဲ့ပါတယ်ကျွန်တော်ဒါလေးကကဲစတင်ပြီးတော့ပြင်ပါဖြစ်ပါတယ်ကျောင်းမရှိသေးလားဟုတ်ဒီရညီမပြင်ဥမဒီကျောင်းမရှိကြလို့အေးမြတ်တာရုပါဟုတ်ကဲ့ပါရှင်အောင်စောကတာရုပါတဲ့ဟုတ်ကဲ့ပါဒါလေးကမနဲ့တန်ကားရီအတွက်ငပိထောင်းတာဖြစ်ပါတယ်ရှင်ငပိထောင်းနေတာဖြစ်ပါတယ်ဝင်လိုက်ရတယ်ကိုခိုင်ရတာရုပါတဲ့ဟုတ်ကဲ့ပါကိုဆက်ကလည်းတာရုပါတဲ့ညာဒီနေ့ရာဒီဆိုပြန်အေးချင်နော်ဒီနေ့နော်ငယ်ဖတ်ပြန်အေးလာဘာသာကူရီတွေထုတ်လို့ရရန်ကုန်ကနှွေးတယ်ဝတ်တယ်အမဒီနေ့ရန်ကုန်မှာနှွေးတယ်ဝတ်ရတယ်နည်းနည်းဝတ်ရတယ်နည်းနည်းဝတ်ရတယ်ဘာလို့တော့ဒီတိုင်းနဲ့နှွေးရနည်းတော့ပြန်သိမ်းရလေဟုတ်ကဲ့ထုတ်ရတယ်နှွေးရပါလေနှွေးတဲ့ဝတ်ချင်လဲစာနာရမှုထိုင်နေရပါတာတော့တော့အပြောပါပြောနေပြောစီပြက်စီတိုင်းတော့လည်းပြင်းနေရတယ်ငပိလေးကမှုေးလာပါပြီနော်နဲမနော်အနန်းတက်လာပြီခုနမှုေးလာတော့တော့လည်းများနေဆိုတော့ကျွန်တော်တို့ဒီကစပယ်ရှယ်ဥမိုးဖျားနေတာမဟုတ်ပါဘူးနေကောင်းပါတယ်ခရီးသွားနေတာပါရှင့်လောကိစ္စနဲ့မန္တလေးဘက်ကိုခီးခဏသွားတယ်မန္တလေးမှာရှိတယ်စစ်တော်လည်းကျင်လာပါတယ်မန္တလေးမှာရှိပါတယ်လောကိစ္စနဲ့မနေ့ပြန်ကျန်လာဖြစ်ပါတယ်သုံးချိန်မီတော့ပြောတော့နော်မနေ့မမီတော့မနေ့ပြန်လည်းကျွန်တော်ပဲပေါ့နော်မြင်တော့ဒီပါတယ်ဒီလိုမျိုးကအဖြစ်ကိုသာလာရောက်ပြီးတော့အဖြစ်ဒီတိုင်းပဲကိုကျွန်တော်တို့အားလုံးနဲ့ကိုကြီးနဲ့အားလုံးစုပေါင်းပြီးချက်ပြုတ်တယ်နော်ကဲဒါပြီးတော့ဟောတယ်ကဲဒါလေးကပြီးပါပြီဒါမနှက်ကြလို့ရှင်ခရမ်းညင်လေးနဲ့ပြန်ချက်မဲ့နော်ငဖယ်လုံးလေးဖြစ်ပါတယ်ဒါကြောက်ပွင့်ကိုကျွန်တော်တို့ကဒါနဲ့ရော်လဲဆိုတော့ကြောက်ပွင့်ရဲ့ခရက်ချင်ရဲ့ဒီမှာဘော်ဘီရဲ့ဒါကမနှက်မှတုံးမှာဖြစ်ပါတယ်ဟို
မိအောင်တော့မနာပဲကျွန်တော်တို့ဒီစမ်းရီဝင်ကြတော့မှာတုံးမှာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ပုတ်ဖို့ကျွေးနေပြင်လာတာပေါ့နော်ရုပ်သီးလေးနဲ့ဒီမှာ ဒီစိမ့်လေးလည်းပါပါတယ်စီချက် ပါမယ်ဦးရ ဦးရ ဒါဒီချက်ကမေးရုပ်သီးစိမ့်လေးနဲ့ဒီမှာတောက်ပွင့်နဲ့တော့တရက်ချင်းနဲ့တော့ဆက်တော့ပြပါမယ်နော်ကဲဒီမှာတော့ကြည့်လိုက်ဒီတဲ့ရလာနော်ရော တားရဲ့လက်ဆွဲစပွင့်တုံလေး ဒါ တက် တွေက ပြရ တော အောင် င်းတာ ပါ ကလူရှင်များမနေ့ကတုံးပုံစံမျိုးလိုမြင်ရအောင်ဒီကအစမ်းတော့ပြရတယ်နော်ဒီမှာတော့ဒါကငံကြားလို့ပါထည့်ပြီးသားပါနော်ငံတော့ကထည့်ပြီးသားပါဒီမှာပဲမှုလေးနည်းနည်းထည့်ပါမယ်ဒါက ပဲမုတ်လေးထည့်မယ် ဒီချက်လေး စီချက်လေးထည့်မယ် နည်းနည်းထည့်ပါမယ်ဒီကလေး ညီပဲလေးထည့်မယ် ဘယ်လေးရောနန်းလေးနော်ဒီလေးနည်းနည်းတားကြီးကျမရေ view site ပါနော်တဲ့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ် ဒီပါတယ်အားလုံး အာနာဆိုးอ่ะ ကျေးဇူးတင်ပါတယ်ညအားလုံးလည်းကြည့်ဆိုင်ပါနော်ရာသူလိုမျိုးအေးပြီးကြောင်းအေးတယ်နေပူတယ်ဟိုမှာရာလီကြားလေးတွေကြည့်လိုက်ကြပါခင်ဗျာတပုတ်ကဝယ်သေးတယ်သူစင်ပြီးထိုးလာကြပါနော်ဗာလေးတော့ဝေးရခံရတယ်ညီမိနစ်ကတပုတ်ဆိုတော့ခံရတယ်ဟိုပြအောင်ဆိုတော့ထိုးလာပါတပုတ်ကဝယ်သေးသူစင်ထိုးလာကြပါနော်ကဲ စပွင့်တုံလေးရပါပြီ တော့ဝင်တယ်ဒီကင်းရောပြီးတည့်ချင်းတောက်ွက်တော်လေးဖြစ်ပါတယ်ကဲတော့ရတယ်နော်နားလေးတက်ပါနော်နားလေးဘုံလေး လိုက်ဆုံး right နော်ကဲကျွန်တော်တို့မပြီးတယ်ကြာတယ် ဗီဒေါင်းလေးပြပါမယ် ဒီမှာရှယ်ရဲကြဒီမှာပါနော်ဒီမှာဟာအနောက်ကို ဤမွေးဆက် အမေကိုလိုက်သေးကိုပြတယ်အမေနဲ့ရအောင်မပြီးနဲ့ဒီခေါင်းဟောတင်းနေခေါင်းတော့တင်းနေခေါင်းတော့ငွေထောင်းတယ်ရောပါမပြီးနဲ့တင်းနေရမှာကျွန်တော်နော်မပြီးနဲ့တင်းပြီးတော့ဘလုံးမနည်းနည်းဒီအဆက်ကိုကျွန်တော်အတော့ကချိုးတော့နော်ရုပ်သီးလေးကခုနကပါလိုလေးနဲ့ကျွန်တော်ပဲပုံပြရနေတယ်ချိုးတော့ဆိုတာဖြစ်ပါတယ်ပြီးကျွန်တော်ဟိုကလည်းအချိုးပဲကျန်းနေရမှာနှစ်တိုင်ပြီးတာနော်ဒီမှာကျန်းနေရနှစ်တိုင်ပြီးတာပါ အနှစ်တိုက်ထားကလေးတာပါငဖဲလုံးလေးနဲ့ချက်မှာပါဟုတ် ဒါဟုတ်ပါဒီလိုတွေကငဖဲလုံးနဲ့ စီပြန်လေးနဲ့နော် ငဖဲလေးနဲ့ချက်မှာနော် ဥမိုးဖယ်သွားလို့လေတဲ့ ပါမန္တလေးဘက်ကိုကျွန်တော်လောကိတာနဲ့တော့ပါကြတော့တရားညာအောင်လေးပါဒီကျန်တာနဲ့ဘိုးတိုင်းပဲပြန်ပါလေဟုတ်တယ်ပေါ်နေတယ်နော်ကောင်းကျန်ကောင်းဆက်ကောင်းနေဟုတ် ထိပါ တိုင်းနေရရနော်ရပါပြီဗျာအဲ့ဒါဆိုရင်ကျွန်တော်လူရှင်တွေကိုပြရမှာဖြစ်ပါတယ်ဒီကတော့လူရှင်တွေကအားလုံးကဲအားလုံးပဲမင်္ဂလာပါနည်းနည်းထိပါနော်ခဏဒီလိုလေးတောက်လိုက်နော်နည်းနည်းထိကဲ ဦးလေးကောဗျာဦးလေးခရီးသွားနေလို့ပါရှင် ကဲဒီနေ့ကျွန်တော်မာရီရှင်ကတော့နှစ်ဖက်သောမိဘများကိုအမှုထား၍ဦးတူရင်ကိုဒေါ်တင်ကြီးဝင်းတာမောင်ဖုံးပြည့်ကိုမိသားစုမှနေ၍ဆယ်လိချက်သူကြပြပါတယ်ခင်ဗျာဆိုကြကိုကြီးဦးတူရင်ကိုမိုင်းဒေါ်တင်ကြီးဝင်းတို့မိသားစု
ညီလေးမောင်ဖုံးပြစ်သူလူသားစုအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကြံပါခြင်းပြုံးစွာပြေမရှိစကားဟုသည်များနားများမကြားရကိုနှင်းများမကြုံရစေပဲနဲ့ကျမ်းမာရေးစီးပွားရေးလူမှုရေးပညာရေးစသည်ရေးကိစ္စတဲ့နိုင်ဒီလိုပါလဲပိုးပြီးတော့တာလုံးမမြတ်သူဖြစ်နေပါသေးကြောင်းသူတောင်းမြတ်တာပို့တာပါခင်ဗျာဆက်လက်ပြီးတော့ဦးဆွေတက်မောင်ဒေါ်မွေးမိသားစုမှနေ၍9သိန်းကျပ်ပေါင်းထားပါတယ်ပေါင်းဝင်ပြပြန်တော့ပါတယ်ခင်ဗျာဒါကြောင့်ဦးဆွေတက်မောင်ဒေါ်မွေးတို့မိသားစုဝင်အားလုံးတို့လည်းစိတ်ချမ်းသာခြင်းကိုယ်ဤကြမ်းမှခြင်းပြည့်စုံစွာဖြင့်အလိုရှိတော်စုစိတ်ရှိတိုင်းအောင်ကြံရမြဆောင်းပါလေကြောင်းသူတောင်းမြတ်တာပို့တာပါတယ်အခက်အခဲတာစီမရဒီတန်ကြီးကကုသိုလ်ကြီးဆွမ်းကြပိန်းချာကိုယူနေကြတော့လူစင်ပါရပါလေကြောင်းသူတောင်းမြတ်တာပို့တာပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဦးစိန်တင်ဒေါ်ခင်ခင်ဝင်းမိသားစုမှနေ၍2သိန်းကျပ်ပေါင်းလို့တော့လေခင်ဗျာဒါကြောင့်ကိုကြီးဦးစိန်တင်မိုင်းဒေါ်ခင်ခင်ဝင်းတို့မိသားစုအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကြမ်းပါခြင်းပြုစွာဖြင့်ဒီကဲ့သို့တိုင်းကတန်ဃာတော်အပါ950တန်ဃာတော်သီလရှင်ပါနော်တန်ဃာတော်သီလရှင်အပါ950ကိုတွေ့ရတဲ့အကျိုးအကြောင်းလက်ငင်းဘဝ၌တမကဘဝဆက်ဆက်နေရာဒီဘဝတိုင်အောင်ဤကုသိုလ်အစွမ်းသည်စိတ်ဆန္ဒခြင်းကိုယ်ဤကြမှာလို့ဆိုဖြင့်နောက်ဆုံးဖိတ်ကျွန်တော်နိဗ္ဗာန်ကိုရောက်တည်ပြီးအကျိုးပေးပါခြင်းကြောင့်သုတမေတ္တာပို့တာပါတယ်လက်ရှိဘဝ၌လည်းအခက်အခဲတားဆီးမှန်ဗျာပိန်ကြွားပေါ်ယူမနေကတော့ပြည့်စင်ပါရောက်ပြီးတော့အလိုရှိတော်သူတောင်းနိုင်ရပါလေကြောင်းသုတောင်းမေတ္တာပို့တာပါတယ်ခင်ဗျာဆက်လက်ပြီးတော့ဦးငိမ့်ချံဝင်ဒေါ်စုလိုက်နှင်းမိသားစုမှနေ၍3သိန်းကျပ်ထူးတမ်းပါတယ်ခင်ဗျာဒါကြောင့်ဦးငိမ့်ချံဝင်နဲ့ဒေါ်စုလိုက်နှင်းတို့မိသားစုဝင်အားလုံးတို့လည်းစိတ်ထနာခြင်းကိုယ်ဥစ္စာမှခြင်းပြုစွာဖြင့်မရှိစကားဟုတ်ခင်ဗျာနားနေများမကြားရကိုယ်နှင်းများမကြောတဲ့ကြောင်းသုတောင်းမေတ္တာပို့တာပါတယ်ပညာရေးစီးပွားရေးလူမှုရေးစသည်ရေးကိစ္စတဲ့လည်းအခုတွေ့ဆွမ်းကြအခက်အခဲတားဆီးများလုံးဝမရှိဘဲနဲ့လုံးတများအောင်ကျန်များဆောင်းပါလေတောင်းသူတောင်းမေတ္တာပို့တာတယ်ခင်ဗျာဆက်လက်ပြီးတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့ဦးကျော်ဝင်းလာမတ်ဆာဆာအောင်မိသားစုမှနေ၍9000ကျပ်တူတယ်ပါခင်ဗျာကြွကြပါတော့ဝေးဦးကျော်ဝင်းလာမိုင်းမတ်ဆာဆာအောင်မိသားစုဝင်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ဤကြမ်းပါခြင်းပြည့်စုံစွာဖြင့်မရှိစကားဟုတ်ခင်ဗျာနားနေများမကြားရကိုယ်နှင်းများမကြုံရစေပဲနဲ့လုံးတများဆောင်ကျန်တယ်များရောက်ပြီးတော့အခက်အခဲတားဆီးမှန်တယ်များပိန်းစားဖို့ယူမနေကတော့လူစင်ပါရပါတဲ့ကြောင်းသုတမေတ္တာပို့တာပါတယ်ခြာရောက်ဆဲကြားမတဲ့ခြာရောက်ညီဘေးရန်တဲ့ရန်ဆွဲအပေါင်းတို့ဒီဤကဲ့သို့တိုင်ကကုသိုလ်ဤအစွမ်းကြောင့်ထိုအခက်အခဲအပေါင်းမှလွတ်မြောက်ပြီးတော့လုံးတများအောင်ကျန်တယ်များဆောင်းကားအရာရာခတ်တိုင်းတာအောင်မြင်ပါတဲ့ကြောင်းသုတမေတ္တာပို့တာပါတယ်ခင်ဗျာအဲဆိုရင်ကျွန်တော်ဒီကေတွင်လူရှင်9ဦးကိုဖက်ကြားရတယ်ခင်ဗျာဆိုတဲ့ကြောင့်ယနေ့ပြန်ခဲ့တော့အလူရှင်များ၎င်းတရားတရားမိသားစုများ၎င်းဓမ္မပီတိစနေထောင်မှာစာရေးယနေ့ပြန်ခဲ့တော့လူရှင်များ၎င်းဤမိုဘိုင်းစလုံးတင်စနေဒီထောင်မှာစာရေးယနေ့ပြန်ခဲ့တော့လူရှင်များအားလုံးကိုကျွန်တော်မေတ္တာပို့တာလိုက်ကြပါဘေးရခတ်တဲ့ငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ဘေးရခတ်တဲ့ငြိမ်းကြပါစေဘေးရခတ်တဲ့ငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ဘေးရခတ်တဲ့ငြိမ်းကြပါစေဘေးရခတ်တဲ့ငြိမ်းတော်မူသောမြတ်စွာဘုရားကုသိုလ်ရှင်အားလုံးတို့ဘေးရခတ်တဲ့ငြိမ်းကြပါစေသာဓုသာဓုသာဓုဆက်လက်ပြီးတော့ဒီရှင်နေတော့မိဘပြည်မြန်မာနိုင်ငံကျွန်တော်တို့ကဤမိုဘိုင်းစောလောတဲ့ကြောင့်ဝန်တော်မိသားစုမြန်မာမိတို့ဖေးကြပြီးအညာတန်းပြီးတော့ပုဂ္ဂိုလ်တရားဖေးကြပြီးအညာတန်းပြီးတဲ့ကြောင့်ကျွန်တော်တို့ပွင့်သွားတဲ့နှစ်ဖက်တော့ဖိုးဝါးများကိုဖေးကြပြီးအညာတန်းပြီးညာပင်ပေတဲ့အတွက်ဝိနည်းတော်ပေါင်းတို့ကိုကျမ်းမာကြသည်ကိုချမ်းသာကြသည်မေတ္တာတရားများပို့တာလိုက်ကြအောင်လုံးစုံများစွာတတဝါချမ်းသာကိုစိတ်မြဲပါစေဥပယံမေကင်းစင်ဝေငြိမ်းအေးကြပါစေလုံးစုံများစွာတတဝါချမ်းသာကိုစိတ်မြဲပါစေဥပယံမေကင်းစင်ဝေငြိမ်းအေးကြပါစေလုံးစုံ
များစွာတတဝါချမ်းသာကိုစိတ်မြဲပါစေဥပယံမေကင်းစင်ဝေးငြိမ်းအေးကြပါစေသာဓုသာဓုသာဓု ဆက်လိုက်ပြီးတော့ကျွန်တော်ခုနဖိတ်ကြားရသောပုဂ္ဂိုလ်တတိယ၎င်းကျွန်တော်တို့ဒီကိုယ်ဆောင်နေများအင်းဆောင်နေများလမ်းဆောင်နေများမျိုးဆောင်နေများရွာဆောင်နေများတိုင်းပြည်ဆောင်နေများကဘာဆောင်နေများရေဆောင်နေများရေဆောင်နေများလေးဆောင်နေများမိုးဆောင်နေများကြောက်ရတာဆောင်နေများနေမင်းဆောင်နေများလာမင်းဆောင်နေများကျိုးဆောင်နေများဒီပါပြင်တရားမင်းမြန်မာမဖြစ်ရှင်မင်းသာသနာဆောင်နေမင်းကြီးများစူပိုင်းနေမင်းကြီးများလောကကိုစောင့်ရှောက်ပေးကြဖို့လောကပါလာနေမင်းကြီးများဓမ္မမင်းကြီးများစကြဝဠာမင်းများနတ်ပြည်အထက်ဒီကိုစောင့်ရှောက်ပေးကြဖို့နမင်းများနဲ့ကွာနကောင်းနေရတာပါဒီမောဘန်စနာတင်အားစောင့်ရှောက်ပေးကြဖို့ရုပ်ကသုံးနမင်းနဲ့ကွာနကောင်းနေရတာပါကျွန်တော်တို့အားလုံးအားစောင့်ရှောက်ပေးကြဖို့စောင့်ရှောက်နေနကောင်းနေရတာပါကျွန်တော်မိသားစုပြန်နေပြည်မိုးမြန်ပြီးဘာမှမရှိနန်းစေရန်ကျွန်တော်စောင့်ရှောက်နေနကောင်းမနကောင်းနန်းဦးစေတီဝင်းကျင်ကျွန်တော်စောင့်ရှောက်နေနကောင်းနေအားလုံးကျွန်တော်တို့ပြမြကုသလအားထုတ်နေမြညူညမချင်းချင်ရကြပါစေရန်အမြတမ်းတွေ့လိုက်ကြကုသိုလ်အမြယူတော်